Hello အားလုံးမင်္ဂလာပါလို့ကျွန်တော် issue အမှန်တိုင်းနှုတ်ဆက်ချင်ပါတယ်လို့ဆိုတော့နေ့ကနေ့ပေါ်တော့ကျွန်တော်ခေါ်အားရတဲ့ဟာတစ်ခုနဲ့ပေါ်တော့အားလုံးကိုကျွန်တော်အပေးချင်တာဖြစ်တယ်အဲ့ဒါကျွန်တော်တို့အတက်တာအတွက်ပေါ်တော့တိဆောက်ရှာဖြစ်မယ်ဆိုတော့ကျွန်တော်ယုံလို့ပေါ်တော့ကျွန်တော်ဒီကနေ့နည်းနည်းပါပြောပြချင်တာဖြစ်ပါတယ်လို့အဲ့ဒါကပါလေဆိုတော့ကိုယ့်ရဲ့အတက်တာမှာပေါ်တော့အလူချင်းဆုံးနဲ့အလူအဆုံးကယေရှုဖြစ်ပါစေလို့ကျွန်တော်အပေးချင်ပါတယ်လို့ဖခင်ကလွေးလို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာတခြားလိုအပ်ချက်တွေအများများတယ်ဆိုရင်ပေါ့နော်အဲ့ဒီလိုအပ်ချက်ကကျွန်တော်တို့ရဲ့ဘဝကိုပုံစားနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒါလူချင်းနဲ့ငါဒါရချင်းနဲ့ပေါ့နော်လူတော်များကောက်ကိုလူချင်းတဲ့အရာအတွက်အသက်ရှင်တာများတယ်ပေါ့နော်ကိုဖြစ်ချင်တဲ့အရာအတွက်အသက်ရှင်တာများတယ်ကိုရချင်တဲ့အရာအတွက်အသက်ရှင်တာများတယ်ဆိုတော့ဥပမာအိမ်ကောင်းလဲလူချင်းတဲ့လူကပါလဲအိမ်ဆောက်နိုင်ဖို့အတွက်သူအလုပ်ကြိုးစားတာဖြစ်တယ်ဒီကြမှာဒီအိမ်အတွက်ပဲအသက်ရှင်နေပေါ့နော်သူဘဝတစ်ခုလုံးသူအိမ်အတွက်ပဲသက်ရှင်နေဥပမာကားလို့ချင်းနေဆိုနေအဲ့ဒီကားရဖို့အတွက်အလုပ်ကြိုးစားတဲ့အဲ့ဒီကားရဖို့အတွက်ပဲသက်ရှင်နေဒါမှမဟုတ်ဘူးဆိုရင်ဆရာဝန်ဖြစ်ချင်တဲ့လူကပါလဲသူဆရာဝန်ဖြစ်ဖို့အတွက်ပဲပေါ့နော်ကြိုးစားပြီးမှပါလဲသူဘဝတစ်ခုလုံးရင်းနှီးမြှုပ်နှံပြီးမှအဲ့ဒီဆရာဝန်ဖြစ်ဖို့အတွက်ပဲသူအသက်ရှင်နေပေါ့နော်အဲ့လိုဒီကြမှာပါလဲအဲ့လိုအများရှိတယ်ပေါ့နော်ဘာလဲအတင်းတော်ထောင်တဲ့လူတွေလည်းလူအများရချင်တယ်ပေါ့နော်လူအများရချင်တယ်ဆိုတော့အတင်းတော်ကြီးဖွားဖို့အတွက်ပဲသူအသက်ရှင်တာဖြစ်တယ်ပေါ့နော်လူများလာရောက်ဖို့ပေါ့နော်အဲ့ဒါအတွက်ပဲသူတို့အသက်ရှင်တယ်ဆိုတော့လူတိုင်းရလေတလားကိုလူချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာရဲ့နောက်ကိုလိုက်ပြီးမှအဲ့ဒီကိုဖြစ်ချင်တဲ့အရာအတွက်ကျွန်တော်တို့အသက်ရှင်တာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်အတိတ်ကပြောချင်တာကပါလဲဆိုတော့ကိုလိုချင်တဲ့အရာနောက်လိုက်တယ်ဆိုကိုဖယားနဲ့ဝေးကွာသွားနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုလိုချင်တဲ့အရာကိုပဲကိုကဘယ်လိုရနိုင်မလဲဆိုတာကျွန်တော်တို့ကစဉ်းစားရတယ်ပေါ့နော်ငါဒါဘယ်လိုလုပ်တယ်ဆိုငါဒါဘယ်လိုရနိုင်မလဲပေါ့နော်အဲ့ဒါအတွက်ပဲကျွန်တော်တို့ကရင်းနှီးမြှုပ်နှံတာဖြစ်တယ်ပေါ့နော်အဲ့ဒါအတွက်ပဲကျွန်တော်တို့ရဲ့ခွန်အားတွေကျွန်တော်တို့ရဲ့ငွေကြေးတွေကျွန်တော်တို့ရဲ့အချိန်နာရီတွေအဲ့ဒါအတွက်ပဲကျွန်တော်တို့ရင်းနှီးမြှုပ်နှံကြတာဖြစ်တယ်ကိုလူချင်းတဲ့အရာအတွက်ပဲကျွန်တော်တို့ရင်းနှီးမြှုပ်နှံတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောပြချင်တာကပေါ့နော်ပါလဲဆိုတော့ကိုလူချင်းတဲ့အရာနောက်လိုက်တယ်ဆိုရင်အဲ့ဒါကိုလူချင်းတဲ့အရာရဲ့ဂျွန်းဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင်လောကနောက်လိုက်တယ်ထားပါတော့ပိုက်ဆံနောက်လိုက်တယ်ဆိုရင်ပိုက်ဆံရဲ့ဂျွန်းပေါ့နော်အဲ့လိုဆိုတော့ပြောပြချင်တာကပါလေဆိုတော့ကျွန်တော်တို့ကမယုံကြည်သူတွေနဲ့မတူရဘူးပေါ့နော်ကျွန်တော်တို့စာနာကကျွန်တော်တို့နားထဲမှာခမည်းတော်လိုအပ်တယ်ပေါ့နော်အများအားပြုံးနေမှာဖြစ်တယ်မနေ့အဲ့ရထားလဲခမည်းဒါမလို့ရသေးဘူးခမည်းဒါမကြည့်ရသေးဘူးပေါ့နော်ခမည်းဒါမစားရသေးဘူးပေါ့နော်စသဖြင့်ပေါ့နော်ကိုလိုအပ်တဲ့အရာတွေကိုနားထဲမှာတပုံကြည့်ကျွန်တော်တို့ကစာတန်ကအများအားအဲ့လိုပြောမှာဖြစ်တယ်ဆိုတော့ကိုနားထဲမှာငါဒါလိုအပ်တယ်ငါဒါလိုချင်လိုက်တာငါဒါလိုအပ်တယ်ဆိုပြီးမှနားထဲမှာအများအားကြားနေရတယ်ဆိုခမည်းရဲ့အတွေးရလဲပါဖြစ်မှာလဲဆိုတော့အဲ့ဒါပဲလူချင်တော့မှာပေါ့နော်အဲ့ဒါပဲရချင်တော့မှာပေါ့နော်ဆိုတော့ကျွန်တော်တို့တတိထားဖို့အရင်ရည်ကြီးတယ်ပေါ့နော်ကိုလူချင်းနဲ့အရာများတယ်ဆိုရင်အဲ့ဒါဖျားစေကနေမဖြစ်နိုင်ဘူးပေါ့နော်ကိုရနားထဲမှာကိုလူချင်းနဲ့အရာတွေပဲခဏကြားတယ်ကိုရမျက်စိမှာလည်းကိုလူချင်းနဲ့ဟာပဲခဏမြင်တယ်ပေါ့နော်အဲ့လိုဆိုရင်အဲ့ဒါဖျားစေကနေမဖြစ်ဘူးများတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စံစာထဲမှာလောကအရာကိုပါလဲမဆွဲလန်းကြနဲ့ပေါ့နော်ဘာလဲလောကကိုချစ်တော်သူမိတွေကခမင်းတော်ဤချစ်ချင်းမြတ်တာမရှိဆိုတဲ့ဟာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စံစာထဲမှာကြည့်မယ်ဆိုရင်ယူရာရှာကယောဂပေါ့နော်သူတခင်ရှုရဲ့နောက်ကိုလိုက်တာဟုတ်တယ်နာပေမဲ့သူပါတော့အသက်ရှင်တာလဲဆိုတော့သူပိုက်ဆံတော့အသက်ရှင်တာဖြစ်တယ်ပေါ့နော်သခင်ယေရှုရဲ့နောက်ကိုလိုက်တာတော့ဟုတ်တယ်သူပိုက်ဆံတော့အသက်ရှင်တဲ့အခါကျတော့သူဘာဖြစ်တာလဲဆိုတော့နောက်ဆုံးမှာသူချစ်တဲ့သခင်ယေရှုသူနောက်လိုက်တဲ့သခင်ယေရှုကိုသူရောင်းစားဖြစ်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူလူချင်တာကသူဘဝမှာလူချင်တာသူရချင်တာကပါလဲဆိုတော့ပိုက်ဆံဆိုတော့သူသခင်ယေရှုကိုတောင်မှသူရောင်းစားဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာပေါ့နော်သူကိုဖျားနောက်ကိုလိုက်ရင်းနဲ့ဘယ်လိုပြောမလဲကိုက
ဖယားအတွက်အမှုတော်ဆောင်ရင်းနဲ့တောင်ဖြစ်နိုင်တယ်ပေါ့နော်ဘယ်လိုပြောမလဲကိုလူချင်းနဲ့အရာအတွက်အသက်ရှင်တယ်ဆိုရင်တော့ကျွန်တော်တို့ဖယားနဲ့ပို့ပို့ဝဲနိုင်တယ်ပေါ့နော်ဆိုတာကိုကျွန်တော်အဲ့ဒါတတိပေးချင်တာဖြစ်တယ်ပေါ့နော်နေ့အတိုင်းကိုယ့်ရဲ့ဘဝမှာအလိုအဆုံးကယေရှုဖြစ်ပါစေလို့ကျွန်တော်အားပေးချင်တယ်နေ့ရဲ့ဘဝမှာကိုယ့်ရဲ့အသက်တာမှာအလိုအဆုံးကယေရှုပေါ့နော်ယေရှုရဲ့မျက်မှောက်တော်ပဲဖြစ်ပါစေယေရှုနဲ့အတူရှိခြင်းယေရှုရဲ့အတန်တော်ကြားခြင်းပေါ့နော်ဆိုတော့ဖခင်နဲ့စကားပြောခြင်းအဲ့ဒါတွေပဲဖြစ်ပါစေလို့ကျွန်တော်အားပေးခြင်းနေပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့လောကမှာအသက်ဘယ်လောက်ထိအသက်ရှင်မလဲဆိုတော့ကျွန်တော်တို့ခမန်းလို့မရဘူးပေါ့နော်ကျွန်တော်တို့ကျန်းစာထဲမှာကျွန်တော်တို့ဗာလဲဘာဒေသနာကြမှာဆိုပါကျွန်တော်တို့အသက်ရှင်တာကမိခုငွေတစ်ခုလိုပါပဲတဲ့ကျွန်တော်တို့တကယ်တူတောင်းတဲ့အချိန်လေးမှာပေါ့နော်ဖခင်ရဲ့အလိုတော်လုံမိဖို့အရန်ရေးကြည့်တာဖြစ်တယ်တကယ်တူတောင်းတဲ့အချိန်မှာဖခင်နဲ့အကျွမ်းဝင်ဖို့ပေါ့နော်အရန်ရေးကြည့်တာဖြစ်ပါတယ်လို့ဒီမကြခင်ပျက်စီးကုန်ဆုံးမဲ့အရာတွေပေါ့နော်မကြခင်တက်တန်းကုန်မဲ့အရာတွေပေါ့နော်အဲ့ဒါဒီအတွက်ပေါ့နော်အသက်ရှင်တာကပေါ့နော်ကျွန်တော်တို့အတွက်မတန်ဘူးပေါ့နော်မတန်ဘူးပေါ့နော်ကိုဖရားအတွက်အသက်ရှင်တာကအများကြီးကိုအတွက်ပိုကောင်းတယ်ဆိုတာကိုကျွန်တော်အားပေးချင်ပါတယ်လို့ဆိုတော့အပေါ့အရောက်ချင်းစေတမ်းဖြတ်ရှင်ကောင်းချီးပေးပါစေအာမင်